နေပြည်တော်အစဉ်ဌာနဆိုင်ရာများနဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကတော့ဒီကနေ့မနက်ပိုင်းကနေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမတင်နိုင်ကျင်းပရာအခမ်းအနားသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကစိုက်ပျိုးရေးသည့်မြန်မာနိုင်ငံ၏အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်ုံသာမကကြီးလည်သည့်ပြည်သူများစု၏အသက်မွေးဝမ်းကြောင်းလည်းဖြစ်တဲ့အတွက်နေပြည်တော်အတွင်းရှိခရိုင်မြို့နယ်များတွင်စိုက်ပျိုးထားတဲ့မိုးတိနှံများပန်းနိုင်အထွန်းတို့ရရှိရေးနဲ့တိနှံအထွန်းတို့ရောနှေးမှုမရှိအောင်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းမွေးမြူရေးကိုခင်မီနီစနစ်များဖြင့်မွေးမြူသွားမည်ဆိုပါကဒေသကြီးအခြေခံစားသောက်ကုန်စည်နှုန်းများတည်ငြိမ်ပြီးဒေသဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်းနေပြည်တော်တွင်ရှိမြို့နယ်များအတွင်းမိုးရင်းကာလရေကြီးရေရှမ်းမှုများမဖြစ်ပေါ်စေရအတွက်ပင်မမြောင်းများကိုရေစီးရေလာကောင်းမွန်စေရန်ရေမြောင်းများတူးဖော်ခြင်းရေမြောင်းပေးနှင့်ရေမြောင်းတွင်ရှိခြုံနယ်ပိတ်ပေါင်းများအားခုတ်ထွင်ရှင်းလင်းရန်လိုအပ်ကြောင်းကျောင်းကျန်းမာရေးလုပ်ငန်းများနဲ့ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းစဉ်များကိုယခုတည်းထိရောက်စွာဆောင်ရွက်ကြရန်လိုကြောင်းပြောကြားပါသည်ထို့နောက်နေပြည်တော်စဉ်ဌာနဆိုင်ရာများကလုပ်ငန်းများဆောင်ရွက်နေမှုနဲ့ဆက်လက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်များကိုသက်ဆိုင်ရာကဏ္ဍလိုက်ရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်နေပြည်တော်ကောင်စီဝင်များကလိုအပ်သည်များကိုဖြည့်ဆွတ်ဆွေးနွေးပြောကြားကာပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။